စိတ်ခဏခဏတူတတ်တဲ့လူရဲ့မျက်နှာဒီရည်ရွေ့ပြုံးရည်မရသောမျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှိရင်မပြုံးပေမဲ့လို့ပြုံးနေတယ်လို့မြင်နေရဘာလို့လဲဆိုရင်သူ့စိတ်ကိုကြည်လင်းနေတာမေတ္တာသက်ဝင်ကြည်လင်းနေတဲ့ပုဂ္ဂိုလ်ဒေါသကြီးတဲ့အကောင်တွေငှက်တွေထဲမှာဆိုလဲဒေါသကြီးတဲ့အကောင်ဈိခွက်လို့အကောင်ဘယ်လိုမှပြုံးလို့မရဘူးနှုတ်ဝါးမှာမျက်လုံးကပြူးနေတာဆိုတော့အဲပြုံးမရတဲ့မျက်နှာတွေနဲ့ဒါမျိုးဖြစ်တာပေါ့အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကလူတွေရဲ့စိတ်အသွင်သဏ္ဍာန်ဟာမျက်နှာရိပ်ပေါ်မှာလာပြီးတော့ထင်ပေါ်နေတယ်ဒါအပေါ်ယံကြည့်ုံနဲ့ပဲသိတယ်နောက်တစ်ခါနှုတ်ထွက်ကြတော့လဲကြည့်စိတ်ဓာတ်ကမာနကြီးတဲ့ပုဂ္ဂိုလ်တို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တို့ပြောလိုက်လို့ရှိရင်ဒေါသကြီးကစကားတိုးတဲ့တူတူပြက်ပြက်ပြောရတယ်သူကမာမာဆတ်ဆတ်ပြောရတယ်ဒေါသကြီးလို့ရှိရင်လူတွေမှာလောဘစိတ်ရှိနေတဲ့အခါမလေးစကားချိုးတယ်ဒါမှရမှာဟုတ်သူကမေတ္တာနဲ့ချိုးတာမဟုတ်ဘူးလောဘနဲ့ချိုးတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့စကားမာဆတ်ဆတ်နဲ့တိုးတောင်းတောင်းပြောတတ်တယ်စိတ်တူတယ်မောဟကြီးတဲ့ပုဂ္ဂိုလ်ကြတော့အစင်မပြေဘူးစကားအိုးတယ်ဆိုတော့အစင်မပြေဘူးသူစကားအချိုးရှင်းတော့မညီဘူးအဲ့လိုဖြစ်တယ်လို့ဒီလိုဆိုတာအဲ့တော့လူရဲ့စိတ်ဟာအင်တမအရေးကြီးတယ်ဆိုတာအင်တမထင်ရှားတယ်ပေါ့ခဏလက်ရှိဘဝဆက်ဆံရေးမှာပဲကြည့်ဘာအရေးကြီးဆုံးတော့ကိုယ့်အကိုအရေးကြီးဆုံးရှာစိတ်ဟာအရေးကြီးဆုံးပဲလူချင်းဆက်ဆံတဲ့အခါမှာလည်းပဲစိတ်နေသဘောထားအရေးကြီးဆုံးပဲဒါကြောင့်မို့စိတ်အရေးကြီးဆုံးလို့မြတ်စွာဘုရားဟောတာအင်တမမှန်ကန်တယ်လို့ပြောအဲ့ဒါကြောင့်မို့လို့စိတ်ဟာအရေးကြီးလို့ဘုရားဟာဟောထားတဲ့တရားနဲ့လိုက်လျောညီထွေရှိအောင်နေ့တိုင်းဆင်ခြင်စိတ်ကိုပြင်ကိုယ်စိတ်လေးကိုပြင်ပေးပါ